ငွေပုံပေးရင်တော့ရုပ်ရှင်လုံးဝမရိုက်တော့မဲ့မင်းသမီး9ဦးနံပါတ်1မိကပြမိကပြကဗီဒီယိုဇာတ်ကားခေတ်မှာရောရုပ်ရှင်ဇာတ်ကားများစွာကိုရိုက်ကူးခဲ့တဲ့မင်းသမီးဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်အနေနဲ့သာရပ်တည်လို့နေတာပါ။ကိုဗစ်ကာလမှာမိကပြက live တွေရောင်းရင်းနဲ့စီးပွားရေးအလုပ်ကသူနဲ့ကံပေးမှန်းသိလိုက်ရတာပါ။မင်းသမီးလောက်တာထက်ပိုတဲ့ဝင်ငွေသိန်းပေါင်းရာချီကိုရရှိနေပြီဖြစ်တာမို့လို့ငွေပုံပေးရင်တော့မင်းသမီးဆက်လုပ်မှာမဟုတ်ဘူးလို့သူကိုယ်တိုင်ပြောထားတာပါ။နံပါတ်2နဝရက်နဝရက်ကလည်းအကယ်ဒမီဆုကြောင့်အနုပညာလောကကိုကြောခိုင်းခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာအင်တာဗျူးတွေပြန်ဖြေကပွဲတက်တွေပါတက်ခဲ့ပါတယ်။ဒါကြောင့်မို့အနုပညာလောကကိုပြန်စိတ်လေကစကားများရိုက်လေမလားလို့မျှော်လင့်ကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းမှာသူရှယ်ယာပါတဲ့ပတ်ဆိုင်ရာပြဿနာတက်ကသူမကိုဝိုင်းပြောကြလို့လူရှိကိုမထွက်လာတော့ပါဘူး။ဒီလိုပုံရဆိုနဝရက်လည်းမီဒီယာနဲ့အနုပညာလောကကိုစိတ်ကုန်တလောက်ရှိနေပါပြီ။နံပါတ်3တင်းနှင့်ထုံတင်းနှင့်ထုံကတော့အနုပညာရှင်ဘဝလူလောကဟာအပူတွေများလို့တီလာရှင်ဝေးခဲ့တာနှစ်ပေါင်းကြာပါပြီ။သာသနာဖောင်မှာပြောနေပြီးမို့ငွေပေးပြီးရုပ်ရှင်ရိုက်ခိုင်းလည်းမရိုက်တော့ပါဘူး။အစားကတော့တင်းနှင့်ထုံကိုလူပြန်ထွက်လာမယ်လို့ထင်ထားခဲ့ပေမဲ့လည်းနောက်တော့လုံးဝမထွက်လာတော့ပဲရာသက်ပံဆိုတာတေးကြတာထက်တေးကြလာခဲ့တာပါ။နံပါတ်4ယေရနာခင်ယေရနာခင်ကလည်းခင်မိုးမရှိတော့ပဲတားသုံးယောက်နဲ့ရက်တည်နေရတဲ့ဘဝမှာရုပ်ရှင်ပြန်ရိုက်ဖို့အစီအစဉ်မရှိတော့ပါဘူး။သူ့အနေနဲ့မင်းသမီးလုပ်ဖို့အစီအစဉ်မရှိတော့ဘူးလို့ကြေညာထားတာပါ။